Hi, anh mới biết là vui mai giờ là ông mới biết là mình là sinh viên cầu nhà nhưng mới sinh ra bây giờ gì còn đó. Okay, blue le suro blue bo amle. One JB na lo cao thì nó nhìn này bài đó. Cô li one JB thà đấy, cô li one JB thì vào rồi nó ai đồ bố nhưng mà luôn á. Cái nào là long thì đồ. Cũng là long nó đôi bì mà cái đồ phiền được nó. လက်ခတ်ပါဝါရီတွေ့ကြနေပါတယ်အဲ့တော့ကိုအဘူးကိုဒီတစ်ဖက်မှာကိုအဘူးလိုက်တဲ့လူတွေအားမလျှော့ပါနဲ့အဘူးကိုဆက်လိုက်ထားပါလို့အဘူးဆက်လိုက်ထားပါဟိုဝမ်းကြီးနှလုံးနဲ့ခဏ6ခွက်ပဲပြီးတော့ပါမယ်ခဏ6ခွက်ဆိုရင်များပေါ့နော်2ခွက်ရှေ့ထားရတယ်4ခွက်ပဲပြီးတော့မယ်ဟိုဝမ်းကြီးနှလုံးနဲ့ခဏ4ခွက်ပြီးတော့မယ်နေ့တက်ဆိုရင်ညီမဗီဒီယိုပိုင်းလေးကိုလက်မလေးနေတော့ပြီပါရှယ်တော့ပြီပါစကွန်လေးလည်းနေတော့ပြီပါလို့မိမိကိုယ်တိုင်ရပါတော့ချိန်နဲ့တက်ဆိုရင်ယူထိုးနိုင်ပါတယ်ညီမပြီးတဲ့ကနေလေးတွေကိုမနက်မထညနေထိတက်နေကူတာဝမ်းချင်းကိုနော်တက်နေကူတာဝမ်းချင်းကိုညီမကမနက်ဖက်မကြည့်တဲ့အတွက်ထပ်မလွင်ပါဘူးညနေစာမှာထပ်ပြောထိုးခိုင်းပါတယ်နှလုံးသလုံးပတ်လို့လည်းရပါတယ်ပတိပေါ့နော်ဒါပေမဲ့နှလုံးမတက်နိုင်ဘူးဆိုကိုကြိုက်တဲ့ကနေနဲ့တွဲထိုးနေပါတယ်မနက်ဖက်မကြည့်တော့ညနေဘက်ကနှလုံးသလုံးတွဲထိရပေါ့နော်ဝမ်းချင်းနေရနှလုံးသလုံးတွဲလာမယ်လို့တော့မထင်ဘူးဒါပေမဲ့ကနေနေရတော်လေးလှရပေါ့နော်ဒီမှာလည်းဟိုတနေ့အောင်ကြည့်တဲ့ကနေကလာနာဆိုင်နေဆိုလို့ရှိရင်မနေ့ကကြောက်ရတဲ့ကနေနဲ့ဆိုရင်တော်လေးကိုအဆင်ပြေပေါ့နော်ကဲစတဲ့လေးတွေပောက်စီချင်းကြတဲ့ဝီမိုက်အလုံးနဲ့ဒီဒီမှာဟုတ်ပါစေလို့မှာအပူကိုဒီဒီမှာလုံးဝမပြောက်ပါဘူးအဲ့တော့ကိုအပူလိုက်တဲ့အမကိုမိုက်ရှိလို့ရှိရင်အပူဆက်လိုက်တာပါမြေမရှိပါနဲ့ကြိုက်တယ်ယုံကြည်တယ်ကြိုက်တယ်ဆိုရင်ယူပြီးတော့ညီမဗီဒီယိုမှာနေကြည့်ရှုသူအားလုံးကိုခဏလေးယူထုတ်နိုင်ပါတယ်အားလုံးလည်းကျေးဇူးများတင်ပါတယ်ပေါ့နော်ညီမဗီဒီယိုမှာကြည့်ရှုသူအားလုံးကျေးဇူးများတင်ပါတယ်ကဲဝမ်းချင်းနှလုံးနဲ့ခဏလေးပဲပြီးတော့ပါပဲပေါ့နော်ကဲချိန်နဲ့တက်ဆက်ဆိုရင်ယူထုတ်နိုင်ပါတယ်ကိုဒီမရအောင်လို့ပေါ့နော်ခဏ6ခွက်ကြီးဆိုများလုံးလို့ပေါ့နော်ခဏ4ခွက်ပဲပြီးမယ်ခုဘက်2ခွက်ဒီဘက်2ခွက်ပေါ့နော်ဒုမိုင်4ခွက်ယူပြီးတော့မယ်ဟိုပတ်တိနှလုံးနဲ့ပေါ့နော်ခိုင်ရကိုဒီမရအောင်လို့မယ်ယူကြည့်တယ်ဆိုရင်ညီမဗီဒီယိုဖိုင်လေးကြည့်ရှုတော့အားလုံးကိုယူထုတ်နိုင်ပါတယ်ဒီနေ့ပါဝါနက်ခတ်တွေလာတဲ့အတွက်အပူကလုံးဝမပြောက်ပါဘူးပါဝါနက်ခတ်လာပြီညီဘူးလဲနှစ်ဖက်ညီဘူးကြမယ်လို့တော့နည်းနည်းရှင်းဖုံးနေရဘူးเนาะဒါနဲ့ညီကိုလဲအဲ့လိုဒီအမတန်ဘူးကဲမဗီဒီယိုပိုင်းလေးကြည့်ရှုအားလုံးကျေးဇူးများတင်ပါတယ်ကဲတရားချင်းဒီတိုင်းကိုခဏလေးကြီးကိုကြည့်ပြီးမယ်ပေါ့နော်တဲလေးတို့ရေဘာမှန်းလေးတွေပဲထုတ်ပြီးတော့ပါဘောနော်အဲ့တော့ညီမဗီဒီယိုပိုင်းလေးကိုကြည့်ရှုတဲ့အားလုံးကိုညီမပြောချင်ပါတယ်ယုံကြည်နဲ့ပဲထိုးပါလို့ညီမပြီးတဲ့ခဏလုံးမိုင်မကြိုက်ဘူးဆိုလို့ရှိရင်ကိုနှစ်တရခဏနဲ့ယူထိုးနိုင်ပါတယ်လုံးမိုင်က4ကို1ချိန်လို့ပြောပါတယ်4ရော9ညနေပဲကြည့်ပါပါလေဟိုခဏနေရတွဲလာတယ်1ချိန်နေတဲ့ခါကျရင်ကဲ1ချိန်လေးကတော့နှစ်ခု1ချိန်ပေါ့နော်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်8ပေါ့နော်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်8နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်8နော်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်8ခုနဲ့ပတ်သက်ရင်ခု3ခု8ပေါ့နော်နှစ်နဲ့ပတ်သက်ရင်နှစ်3နှစ်8ခု3ခု8ပေါ့နော်နှစ်3နှစ်8ခု3ခု8နှစ်3နှစ်8ခု3ခု8မင်းရောတော့ရွေးပြီးထားမယ်အကောင်းဆုံးမင်းရောတော့ကခု3ပေါ့နော်ညပတိက
ကဲဒီမိုင်အားလုံးပဲကျိုင်းနေတဲ့စီဆိုရင်ဒီမှာဗီဒီယိုဖိုင်လေးကိုကြည့်ရှုအားလုံးဗီဒီယိုလိုက်ပါတယ်စိတ်ပြလည်းမကြပါနဲ့လို့အောင်းမဖေအောင်လည်းညီမတို့ကြည့်ပြီးတော့စူးစမ်းပြီးတော့အောင်းမဖေအောင်လုပ်ပေးထားတဲ့အဲ့အတွက်ရုံရုံကြီးကြီးရှိတယ်ဆိုရင် YouTube မှာမယုံဘူးဆိုလို့ရှိရင်တော့ဂျုံသွားပါပြီးတော့နံပါတ်လေးနှိပ်တော့ပါရှင်းတော့ပါဒါကိုကြည့်မိတယ်ကိုစပရီလည်းနှိပ်တော့ပါခေါင်းလုံးလေးလည်းနှိပ်တော့ပါကဲကျေးဇူးများတင်ပါတယ်ကဲစိတ်ချမ်းသာရင်ကိုယ်ကြပိုင်းနဲ့ပြည့်စုံနိုင်ကြပါစေအသက်ရှင်နိုင်တဲ့မျိုးကြပါစေစီးပွားဥစ္စာတွေလည်းပေါများပါစေဒီမှာမိတဲ့ကောင်းမြတ်ဆိုတော့ကတိသုံးမောင်လည်းကျွန်တော်နိုင်တဲ့ဒီဖြစ်ကြပါစေဘုရားခုနကသားသမီးအားလုံးလည်းကြမ်းချမ်းသာကြပါစေ